တရားရောက်ကတော့ကိုယ်စကားပြောချင်နေတယ်သူ့ရင်ထဲကစကားပြောချင်နေတယ်ပြောချင်နေပေမဲ့သူကပြောချင်ပေမဲ့လည်းသူစကားပြောရမှာသူကြောက်နေတယ်ငါရဲ့ဘဝတခြားသူတွေမြင်တယ်လို့မဟုတ်ပါဘူးအဆင်ပြေမနေဘူးငါအရာဝတ္ထုပစ္စည်းအပေါ်ရအနေနဲ့ငါရဲ့ဟာကိုဖုံးကွယ်ထားတယ်ငါဘယ်လိုခံစားနေရလဲဆိုတာကိုမင်းကိုပြောပြချင်တယ်မင်းနာကျင်ခံစားနေရတာကိုလည်းငါသိပါတယ်ငါမင်းကိုပြောခဲ့တဲ့စကားတွေကိုငါပြန်ရုပ်သိမ်းချင်တယ်မင်းနာကျင်အောင်ငါနာကျင်စီတဲ့စကားတွေကိုငါပြောခဲ့မိတဲ့အတွက်အဲ့ဒီစကားတွေကိုငါပြန်ရုပ်သိမ်းချင်တယ်ငါလည်းနာကျင်နေရတယ်ခါတလေမျိုးငါရင်းမိခဲ့တာအပြစ်တင်ခဲ့မိတယ်အရင်လိုငါတို့နှစ်ယောက်ပူကောင်းတဲ့ပျော်ရွှင်စရာလေးတွေအတိတ်တွေအဲ့လိုလေးပြန်ခံစားချင်တယ်ငါတချင်းလေးတွေနားထောင်ဖြစ်ပါတယ်အဲ့ဒီတချင်းငါရဲ့ခံစားချက်တွေကိုတချင်းလေးနဲ့ထပ်တူကြတဲ့ဟာလေးဆိုရင်ငါမင်းသိအောင်လဲပြောပြချင်တယ်မင်းငါ့ကိုရွေးချယ်မှာလားငါအစင်းလေးဖြစ်တဲ့အချိန်ကျရင်ငါပြန်လာခဲ့မယ်မင်းငါ့ကိုစောင့်ပါလားမင်းနဲ့အတူငါမိသားစုဘဝကိုတည်ထောင်ချင်တယ်လောလောဆယ်ဒီလိုအခြေအနေတွေနဲ့ကြုံနေရတာငါအတွက်တော့ငါချင်းခံစားနေရတယ်မင်းကတော့ငါအတွက်အလင်းရောင်လေးပဲအင်ဂျယ်လေးတွေကဘာပြောချင်လဲပေါ့နော်ကိုယ့်ရဲ့ဒီ relation ဒီဆက်ဆွယ်မှုဒါဒီတယောက်ကတော့ဘယ်လိုမျိုးလဲဆိုတော့ကိုနဲ့ဇလန်ကူရှိခဲ့ဘူးတဲ့သူပြီးရင်ကိုနဲ့သူ့ရဲ့ခံစားချက်အစစ်အမှန်တွေကိုဖုံးကွယ်ချုပ်ပေးထားတဲ့လူပေါ့နော်ဘာလို့လဲဆိုတော့သူပြောရမှာကြောက်နေတယ်အရင်ကသူပြဿနာဖြစ်ခဲ့တာတွေဘာတွေကိုတဲ့ပြောမှဆိုတော့အဆင်တော့မဟုတ်ဘူးပေါ့နော် relationship အဲ့လိုကြည့်သူကြီးကအဆင်တော့မဟုတ်ဘူးပေါ့အဲ့လိုပုံစံမျိုးဒီမှာခံစားရတယ်အဲ့ဒါမျိုးသူပြင်ပြောဖို့ခက်နေတယ်ထင်တယ်အင်ဂျယ်လေးတွေကဘာပြောလဲဆိုတော့ကိုယ့်ရဲ့အတိတ်ကသူပေါ့နော်ဒီတယောက်ကကိုယ့်ရဲ့အတိတ်ကလူကိုနဲ့ဆုံတွေ့ရမယ်လူဆုံတွေ့ရမယ်အတိတ်ကရေးဆက်ရှိတဲ့လူအဲ့ဒီလူဖြစ်လိုက်မှာပေါ့ပြီးရင်ကိုယ့်ရဲ့ feeling နှလုံးသားရဲ့ခံစားချက်စကားကိုနားထောင်ပါကိုတကယ်ချစ်တယ်ဆိုရင်တော့စိတ်ရှိရှိနဲ့စောင့်ပြီးတော့အချစ်ကတကယ်ချစ်တယ်ဆိုရင်တော့အေးချမ်းပါတယ်မပူလောင်ကိုရယူလို့စိတ်ကိုအတက်နိုင်ဆုံးထိန်းထားပြီးတော့ကိုပျော်ရွှင်အောင်နေအဲ့ဒါမှလည်းအဆင်ပြေမှာတကယ်တော့သူရယူလို့ခြင်းစိတ်ဆိုတာဒါကိုရဲ့အတ္တပဲတကယ်ဒုတိယကိုချစ်တယ်ဆိုရင်အေးချာလေးနဲ့ချစ်လို့ရတယ်အဲ့ဒီအချက်ကတိုင်းပူလဲမပူလောင်နှစ်ယောက်လုံးလည်းအဆင်ပြေတယ်ရေရှည်သွားလို့လည်းအဆင်ပြေတယ်ဒီလောကကြီးမှာလောဘမရှိတဲ့ချစ်ချင်းမေတ္တာအေးချမ်းဆုံးပါပဲသူအဆင်ပြေနေပြီးရောဆိုတဲ့ချစ်ချင်းမေတ္တာအေးချမ်းဆုံးပဲသူရယူပိုင်ဆိုင်ခြင်းနဲ့စိတ်တွေအဲ့ဒီဟာတွေကကိုယ့်ရဲ့အတ္တဒါကိုချစ်တာပဲသူ့ချစ်တာမဟုတ်သူ့ချစ်တယ်ဆိုရင်အေးချမ်းလေးနဲ့ချစ်အဆင်ပြေသွားမယ်ကိုနဲ့ထည့်ရင်တော့ရမှာပဲအဲ့လိုပဲတွေးလိုက်တယ်ဟုတ်ဒါလေးကတော့သူ့ရင်ထဲကစကားဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောထားပေးတာဖြစ်ပါတယ်ရှင်
personal reading မေးချင်တယ်ဒီလိုမျိုးလဲ personal reading မေးချင်တယ်ဆိုရင် CB မှာလည်းမေးလို့ရပါတယ်နောက်ထပ် Viber 39994325မှာလည်းမေးမြန်းလို့ရပါတယ်ကျေးဇူးပါနော်အခုလို video ကြည့်ရှုပေးကြတဲ့သူ့ထွေရောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ရှင်